educational psychology မှာ attention span rule ဆိုတဲ့ဟာလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုရင် attention span rule ဆိုတာကလေးတွေရဲ့အသက်ကိုနှစ်နဲ့မြောက်လိုက်လို့ရှိရင်သူတို့ရဲ့ attention လုံးနိုင်တဲ့ဒီ minute ကိုရတယ်ပေါ့နော်သူတို့တွေကလေးတွေအာရုံစူးစိုက်နိုင်တဲ့ minute ကိုရတယ်ပေါ့နော်အဲ့တော့ကလေး9နှစ်ဆိုလို့ရှိရင်သူတို့ရဲ့အာရုံစူးစိုက်နိုင်တဲ့စွမ်းရည် minute ကဘယ်လောက်ရှိလဲဆိုရင်10 minute ရှိတယ်ပြီးရင်10နှစ်ဆိုလို့ရှိရင်မိနစ်20လောက်ရှိတယ်15နှစ်ဆိုလို့ရှိရင်တော့မိနစ်30လောက်ရှိရပေါ့နော်15နှစ်နောက်ပိုင်း18ဒါတွေဆိုလို့ရှိရင်တော့တိတ်ပြီးတော့အကျုံးမဝင်တော့ဘူးပေါ့နော်အခုပြောတဲ့attention span rule နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့အသက်ဒီ15နှစ်ကျော်သွားပြီး16နှစ်ဆိုသူတို့ရဲ့attention span ဒီဘယ်လောက်ပဲအချိန်ရှိလဲဆိုရင်32မိနစ်ဆိုတော့မဟုတ်ဘူးပေါ့နော်မိနစ်30ဆိုတော့အများဆုံးပေါ့အဲ့တော့ကျွန်တော်တို့ကျောင်းတွေမှာဒီကလေးတွေကိုစာသင်တဲ့အခါမှာအလယ်တန်းပဲဖြစ်ဖြစ်ထက်တန်းပဲဖြစ်ဖြစ်ပေါ့နော်သူတို့ရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့သူတို့အသက်အရွယ်ကိုနှစ်နဲ့မြှောက်လိုက်လို့ရှိရင်ရလာတဲ့မိနစ်ဒီသူတို့ရဲ့ attention အာရုံစူးစိုက်နိုင်တဲ့မိနစ်ပေါ့နော်အဲ့တော့အဲ့ဒီမိနစ်တွေမှာပြည့်သွားပြီဒါဆိုရင်ဥမာဒီကျွန်တော်တို့တင်တဲ့အထက်တန်းတွေဆိုလို့ရှိရင်သူတို့ပြောတတ်မှတ်ထားတာပေါ့နော်ဒီမှာ16 18ရှိမှာပေါ့အဲ့တော့15နှစ်ဆိုရင်မိနစ်30ရှိတယ်ဒါပေမဲ့တန်းပြီးမိနစ်30လုံးစာတင်လိုက်မယ်ဆိုလို့ရှိရင်သူတို့တွေပြင်းသွားပြီးတော့အာရုံစူးစိုက်နိုင်မှုတွေလည်းနည်းသွားမယ်ပေါ့နော်အဲ့ဒီအတွက်ဘယ်လိုလုပ်ရင်အကောင်းဆုံးလဲဆိုရင်15မိနစ်စီခွဲပြီးတော့ပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီမှာပုံမှန်တင်တာဆိုရင်မိနစ်40 45မိနစ်လောက်တင်တယ်အဲ့တော့ဆဆဦးဆုံးဝင်လာပြီဆိုတော့နဲ့တန်းပြီးစာတင်တာမျိုးမဟုတ်ဘဲနဲ့5မိနစ်လောက်ပေါ့နော်ဒီဟာနဲ့ပတ်သက်တဲ့မနေ့ကတင်လိုက်တာပဲဖြစ်ဖြစ်ဒါမှသင်ခန်းစာနဲ့ပတ်သက်တဲ့ဟာလေးတွေကိုအရင်5မိနစ်လောက်မိတ်ဆက်မယ်ပြီးရင်ကိုတင်မဲ့သင်ခန်းစာအသစ်ကို15မိနစ်လောက်တင်15မိနစ်လောက်ပြီးရင်ဒါဆိုသူတို့ attention ကောင်းကောင်းနဲ့လိုက်ပြီးတော့မှတ်သားမယ်15မိနစ်ပြီးသွားခဏနားမယ်ဆိုတာမျိုးကလုံးဝပေးပြီးကစားလိုက်တာမျိုးမဟုတ်ဘဲနဲ့9မိနစ်မှာဒါတွေပြန်ပြီး reflection လုပ်မယ်အခုသင်တာနဲ့ပတ်သက်လို့ပြောမယ်ဒါမှမဟုတ် true for တွေပြောခိုင်းတာမျိုးreview တွေပြောတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအချင်းချင်း group ဖွဲ့ပြီးတော့ဆွေးနွေးတာမျိုးဒါမှမဟုတ်9မိနစ်ကအချိန်အဲ့လောက်မရဘူးစာပဲဆက်ရှင်းမယ်စာတွေကမပြီးဘူးဒါမျိုးဆိုရင်လည်းရတယ်အဲ့ဒီ9မိနစ်ဒီဘယ်လိုလုပ်အောင်မလဲဆိုရင်society နဲ့ဆက်တာမျိုးတွေလုပ်လို့ရတယ်ပတ်ဝန်းကျင်နဲ့ lifestyle နဲ့ပတ်သက်တာလေးတွေနဲ့အခုကိုတင်သွားတဲ့15မိနစ်စာနဲ့ကိုဆက်ပေးတာမျိုးဒါမျိုးတွေလုပ်လို့ရတယ် true for တွေလုပ်လို့ရတယ်မေးခွန်းတွေလုပ်လို့ရတယ်ပြီးအဲ့ဒါ9မိနစ်ပြီးသွားရင်ဆက်တင်မယ်နောက်ထပ်သင်ခန်းစာအသစ်ကိုထပ်ပြီးတော့တင်မယ်နောက်ထပ်15မိနစ်ထပ်တင်မယ်ပြီးသွားတဲ့စာပိုက်ရဒါတွေကဘယ်အခါမှခက်ခဲရှိလဲဆိုရင်ကျွန်တော်တို့စာပိုက်ကြီးတွေရှင်းတဲ့အခါမှာခက်ခဲရှိတာအတွက်တွေဆိုရင်တော့မပြင်းဘူးရတဲ့အတွက်တွေဆိုရင်စိတ်လဲစိတ်ဝင်စားတယ်သူတို့နဲ့ကိုယ်နဲ့အမေးဖြေ